မင်္ဂလာပါညီမနာမည်ကတော့ချစ်စံနေတင်ဖြစ်ပါတယ် Way for Success ကဖွင့်လှစ်ထားတဲ့ Diploma in Professional Business Practice Batch 1မှာတက်ရောက်နေတဲ့အကြောင်းသူတအုပ်ဖြစ်ပါတယ်တင်ကြားမှုပိုင်းမှာဆိုလို့ရှိရင်တော့ပေါ့နော် teacher တွေက theory တွေ concept တွေကို step by step တင်ကြားပေးတဲ့အတွက်ကြောင့်ပို့ပြီးတော့နားလည်လွယ်ကူစေတယ်ဒါအပြင် class ထဲမှာဆိုလို့ရှိရင်လည်း discussion based learning တွေကိုအသုံးပြုတဲ့အတွက်ကြောင့်မလို့ critical thinking ကိုပို့ပြီးတော့တိုးမြင့်စေရပေါ့နော်အခက်အခဲရတော့ပေါ့နော်ညီမဟိုးအရင်လေးတော့တကယ်ချင်းနေဆိုပြီး business တစ်ခုကိုလုပ်ခဲ့တယ်ဒါပေမဲ့ညီမက marketing ဘိုင်းနေ sales management ဘိုင်းနေ accounting ဘိုင်းနေ profit ဘိုင်းတွေကိုတေချာနားမလည်ခဲ့တဲ့အတွက်ကြောင့်မလို့ညီမတို့တကယ်ချင်းအခက်အခဲလေးရှိခဲ့ပေါ့နော်တင်တန်းတက်ပြီးတဲ့နောက်မှာတော့ညီမအတွက်ကတော့ mental ဘိုင်းမှာဆိုလို့ရှိရင်အလုံးမှာကြုံတွေ့လာတဲ့ challenge တွေကို problem တစ်ခုအနေနဲ့မယူဆဘဲနဲ့ opportunity တစ်ခုအနေနဲ့ယူဆခဲ့ရပေါ့နော်ပြီးသွားလို့ရှိရင် physical ဘိုင်းမှာဆိုလို့ရှိရင် reporting တွေ planning တွေ decision making တွေကို professional framework ကြပြုလုပ်လာနိုင်ခဲ့ပါတယ်Way for Success တင်တန်းမှာဆိုလို့ရှိရင်စီးပွားရေးအခြေခံကျွမ်းကျင်မှုများကိုအပြည့်အဝသင်ကြားပေးပြီးတော့ scholarship program တွေရှိတဲ့အပြင် local မှာရော UK မှာရယူနိုင်တဲ့ဘွဲတွေကိုတနေရာထဲမှာရယူနိုင်တဲ့အတွက်ညီမကတော့ highly recommend ပေးရှင်ပါတယ်